အာရခပြည်စစ်တွေမြို့မြောက်ဘက်မှာရှိတဲ့စစ်ကောင်စီရဲ့ရွှေမင်းကန်ရေးတပ်နဲ့ဇော်မရက်ကျေးရွာအနီးတပ်စခန်းအချို့ကိုအာရခတပ်တော်ကယခုရက်ပိုင်းအတွင်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေနဲ့ဒေသခံတွေစီကသိရပါတယ်။အာဘက်ကရွှေမင်းကန်ရေးတပ်ကိုမြေပြင်နဲ့ရေကြောင်းနှစ်ဖက်စလုံးကနေဝန်းရံပိတ်ဆို့ပြီးတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။အပြန်အလှန်အနေနဲ့စစ်ကောင်စီဘက်ကလည်းမြေပြင်ရေပြင်ကနေလက်နက်ကြီးပစ်ကူတွေပေးပြီးအပြင်းထန်ခုခံနေတယ်လို့သိရပါတယ်။မြေပြင်အခြေအနေကိုသိရှိသူတဦးကတော့ကုန်းချောင်းနဲ့ရေချောင်းနှစ်ဖက်ညက်ပြီးတိုက်နေတာဖြစ်တဲ့စစ်ကောင်စီဘက်ကအမှတ်12ရဲတပ်ရင်းနဲ့ကလတန်မြို့ဝမှာရှိတဲ့နေဗီတွေကလက်နက်ကြီးပစ်ကူတွေပေးနေတယ်လို့ပြောပါတယ်။ရွှေမင်းကန်ရေတပ်ဟာစစ်တွေမြို့နဲ့တမိုင်ကျော်လောက်သာဝေးတယ်လို့လည်းသိရပါတယ်။စစ်တွေမြို့နယ်အတွင်းတိုက်ပွဲတွေဟာစစ်တွေပုံနာကျွန်းဆက်နေရာတွေမှာဖြစ်ပွားလာတာကနေအခုဆိုရင်မြို့နယ်တမိုင်ခန့်အကွာအထိရောက်ရှိလာနေပြီလို့သိရပါတယ်။ဒါအပြင်ပုံနာကျွန်းမြို့နယ်နဲ့စစ်တွေမြို့နယ်အစပ်မှာရှိတဲ့ဝါဘိုကျွန်းကိုထိန်းချုပ်ထားပြီးအဲ့ဒီနေရာကနေတစ်ဖက်ကမ်းရှိစစ်ကောင်စီတပ်စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်နိုင်ဖို့ကြိုးပမ်းနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။လက်ရှိအချိန်မှာတော့စစ်တွေမြို့အနီးတစ်ဝိုက်မှာလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံတွေကိုနေ့စဉ်ကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒေသခံမျိုးသားတဦးကလည်းမြို့ပြင်ရွှေမင်းကန်ဘက်နဲ့အမှတ်12ရဲတပ်ရင်းဘက်ကပစ်ခတ်တံတွေနေ့တိုင်းကြားနေရတဲ့မြို့ရင်းမှာတော့လူတွေပုံမှန်သွားလာနေကြပါတယ်လို့ပြောပါတယ်။စစ်တွေမြို့နယ်မှာပြစ်ခတ်တံတွေရနားနေခဲ့ရာကနေဖေဖော်ဝါရီလကုန်ပိုင်းကစပြီးနှစ်ဖက်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။စစ်တွေမြို့ဟာစစ်ကောင်စီဘက်အတွက်အရေးပါတဲ့မြို့တစ်မြို့ဖြစ်သလိုအာရခတပ်တော်အတွက်လည်းအာရခပြည်မြောက်ပိုင်းမှာသိမ်းပိုက်ရန်ကြံရှိနေသေးတဲ့တခုတည်းသောမြို့တော်ဖြစ်တယ်လို့သုံးသပ်ကြပါတယ်။သတင်းအပြည့်အစုံကိုဆက်လက်တင်ပြပေးသွားပါမယ်။